ဒိန်းတောင်ပါတဲ့ရုပ်ရှင်ကားကိုယုံတင်တဲ့အခါလူလာမကြည့်ရင်မင်းတာဝန်ယူမလားဆိုတဲ့ပရိုဂျူဆာတွေဒရိုက်တာတွေလည်းရှိဘယ်သူပွဲငါမလဲစောင့်ရတဲ့အနေအထားဖြစ်နေတစ်ဖက်ကမငားရင်တစ်ဖက်ကတော့ငားသိတယ်လေဒီတော့နှစ်ဖက်တည်းရှိတာအဲ့တော့ဟိုဘက်ကလည်းမငားဘူးဒီဘက်ကလည်းမငားဘူးဟိုဘက်မှလည်းမရဲရအောင်ဒီဘက်ကမှလည်းမရဲရအောင်ဆိုတော့ဒီကဗျာကျွန်တော်တို့ဒီနိုင်ငံရေးကင်းကြီးနေမှာကျွန်တော်တို့တွေကကျွန်တော်ပုံမနေဘူးကျွန်တော်တို့ကအမျိုးဘာသာသာသနာကိုချစ်တာပဲကျွန်တော်ဗုဒ္ဓဘာသာလေကျွန်တော်မနေ့မိုးလင်းမျက်နှာသိတဲ့တရဏဂုံတင်ပြီးသားဘုရားကအမြဲတမ်းအချိန်ပြည့်ရွတ်နေတယ်ကောင်နော်ကျန်တဲ့ကိစ္စတွေကတော့ကိုယ့်ဘာကိုကနည်းနည်းမြန်မာလူမျိုးဗုဒ္ဓဘာသာဒါပေမဲ့ကရင်သွေးနည်းနည်းပါတော့စကားပြောကြမ်းရင်ကြမ်းလိုက်နှလုံးသားကတော့လူအဲ့တော့ပွဲနဲ့ပတ်သက်ပြီးတော့ပြောရမယ်ဆိုရင်တော့ပွဲငါးတွေလည်းနေသွားဇက်ကားတွေလည်းမရရတချို့ဆိုရင်ဒါရင်ထဲခံစားချက်ကလေးပေါ့ဒိန်းတောင်ပါတဲ့ရုပ်ရှင်ကားကိုယုံတင်တဲ့အခါလူလာမကြည့်ရင်မင်းတာဝန်ယူမလားဆိုတဲ့ပရိုဂျူဆာတွေဒရိုက်တာတွေလည်းရှိနံပါတ်1ပေါ့နော်မရရချင်းအကြောင်းရအောင်ပြီးတော့ကျွန်တော်တို့မှာမြန်မာအတန်တို့မြောက်တွေရုပ်တံနေရှိတယ်သူတို့ကြတော့လဲပရိုဂိုင်နဲ့လဲနေတဲ့အခါကျတော့တစ်နှစ်တစ်ချိန်လောက်တော့မြောက်တွေကရရပါတယ်မြန်မာအတန်ကတော့တစ်ခါပဲရရသေးတယ်အခုချိန်ကြီးတော့ဘာမှမရရတော့ဘူးပေါ့နော်လုံးမရဘူးနောက်တစ်ချက်ကျွန်တော်ဒီအခင်းချင်းကာလမှာကျွန်တော်တို့အပြင်ပွဲတွေဗမာမကတော့ဌာနဆိုင်ရာပွဲတွေရှိမယ်ဟုတ်လားအချို့တိုင်းယုံနေပါအဲ့လိုပွဲတွေရှိမယ်အဲ့လိုပွဲတွေက2003ခုနှစ်လောက်က2023ခုနှစ်လောက်ကကားအခု2024 25မှာအဲ့ဘက်တွေလည်းပွဲမကားပြန်ကျွန်တော်ကဘယ်သူကားရိုက်ခေါ်မလဲဘယ်သူပွဲငါမလဲစောင့်ရတဲ့အနေအထားဖြစ်နေဥပါဗျာကျွန်တော်ကလည်းပုံဝင်နေလေရိုးသားပဲပြောရမယ်တစ်ဖက်ကမငားရင်တစ်ဖက်ကတော့ငားသိတယ်လေဒီတော့နှစ်ဖက်တည်းရှိတာအဲ့တော့ဟိုဘက်ကလည်းမငားဘူးဒီဘက်ကလည်းမငားဘူးဟိုဘက်မှလည်းမရဲရအောင်ဒီဘက်ကမှလည်းမရဲရအောင်ဆိုတော့အဲ့ဒါပေါ့ကြားတဲ့ငုံတုံမိတာဟုတ်အဲ့ဒါကျွန်တော်တို့ပွဲမကရတာကြတော့ဘယ်လိုခေါ်မလဲကျွန်တော်စားလို့တောက်လို့ရပါတယ်အချို့ကျွန်တော်တို့နဲ့ဆက်နွယ်ပတ်သက်တဲ့ပုံကိုယ်တွေပေါ့တို့အစည်းအဝေးဝင်နေလူရှင်တော်တွေပွဲတွေပါတိတ်မရကြတော့စိတ်မကောင်းတော့ဖြစ်မိတာအနုပညာသမားဆိုတာကတော့အနုပညာအလုပ်ကိုလုပ်နေရမှာအသက်ရှည်တာပေါ့အခုအဖေကြီးတယောက်ကိုပဲအသက်80 80လောက်ရှိတဲ့အဖေကြီးတယောက်ကိုပဲဖေးပွဲလေးတစ်ပွဲတော့လိုက်ခဲ့ပါဆိုအဲ့မှာသူတို့ဒီနေ့ခေါ်လိုက်တယ်တပတ်ခါထွက်ကမယ်ဆိုရင်အဲ့ဒါမနှက်လောက်ကစားပြီးအဝတ်စားထည့်နေတာအဲ့လိုပေါ့အနုပညာသမားဆိုတော့အဓိကအနုပညာအလုပ်မလုပ်ရတဲ့အတွက်ရင်ထဲမှာတမျိုးပဲအနုပညာသမားကအနုပညာအလုပ်ပဲလုပ်ရမှာလေတော့ဒါနဲ့ဝမ်းသာရှာတာဟုတ်အဲ့တော့အနုပညာသမားအနုပညာအလုပ်မလုပ်ရတော့ရင်ထဲတော့မကောင်းဘူးပေါ့လုပ်တော့လုပ်ချင်တာပေါ့ဟုတ်ကဲ့ကျွန်တော်တို့ပေါ့နော်အရင်တုန်းကလိုပဲပေါ့ချို့တိုင်းပွဲတွေဌာနဆိုင်ရာပွဲတွေလဲအလင်းသိရင်ခေါ်ပါဦးနော်ခေါ်ပေးဖို့လည်းကျွန်တော်ပြောချင်ပါတယ်